ဓမ္မလမ်းကြောင်းဆိုတာဘဝမှာလူတိုင်းဘဝကောင်းမှုအတွက်တိမ်ဆောင်ခြင်းမရှိအောင်ဓမ္မနဲ့ထိန်းချောင်းပေးတယ်ဆိုတာအလွန်လိုအပ်တယ်လို့ပြောဓမ္မလမ်းကြောင်းတိမ်ဆောင်သွားလို့ရှိရင်လူတွေဆင်းရဲဒုက္ခနဲ့တရားတွေဆင်းရဲဒုက္ခနဲ့ကြုံကြရတယ်30ဘုံကျင့်နေရတယ်ဆိုတာဘဝလမ်းကြောင်းဖြောင်းတန်းနေတဲ့ပုဂ္ဂိုလ်တွေဟာချမ်းသာဒုက္ခတစ်ခုမှချမ်းသာဒုက္ခတစ်ခုသို့ပြောင်းရွှေ့ပြီးဘဝမှာကျင့်နေကြရတော့လေဓမ္မလမ်းကြောင်းတိမ်းဆောင်ချွတ်ချော်သွားပြီဆိုရင်ဆင်းရဲတွင်နစ်သွားတဲ့ပုဂ္ဂိုလ်တွေအပို့ပြီးတော့များတယ်ပေါ့ဘယ်လေးပုံသားတွေကအလွန်များတယ်အဲ့ဒီဘယ်လေးပုံသားတွေဟာလူဘဝပြန်ရဖို့ဆိုတာအလုံးကိုခရင်တဲ့အနေအထားမျိုးရှိတယ်ဒါကြောင့်မို့ပညာရှိသူတော်ကောင်းတွေရဲ့အဆုံးအမစကားထုတ်ပုဂ္ဂိုလ်မြတ်ကြီးတွေကျင့်သုံးသွားတဲ့အကျင့်တရားသိရှိနားလည်ပြီးတဲ့အခါမှာမိမိတို့ဘဝကိုမိမိတို့ကိုယ်တိုင်ထိန်းကျောင်းနိုင်တဲ့အနေအထားမျိုးရအောင်လုပ်ကြအောင်မှာဖြစ်တယ်လူဆိုတာကိုဆုံးမနိုင်မှအကောင်းဆုံးဖြစ်တာသူများရဲ့ဆုံးမမှုကိုခံယူရတယ်ဆိုတာguideline သဘောမျှတာရှိဖြစ်တယ်ဆရာမိဘတွေကဘလို့ပဲဆုံးမလိုက်ညာကျင့်သုံးမှုမပြုတဲ့ပုဂ္ဂိုလ်မျိုးတွေဟာအများကြီးရှိတယ်ပေါ့ဒါကြောင့်မို့ကိုဆုံးမလို့ကိုယ်တိုင်ဓမ္မလမ်းကြောင်းပေါ်မှာရှောက်လန်းနိုင်ပါသားလေကိုယ့်ဘဝကိုတိုးတက်မြင့်မားစေနိုင်မှာဖြစ်တယ်ဆိုတာတတိထားကြရမှာဖြစ်တယ်